ပါတိုင်းတော့ဘယ်အိမ်ကဘလောက်အချိန်ချင်းမွေးတာတော့အမေ ဘာတော့ ဘာတိုင်းတော့လို့ ဘာသားမှာတော့ဟိုဘက်အိမ်ကမမြင်ကမင်္ဂလာဆောင်တာ ဟမ်ဘယ်လိုဆောင်တာတော့အိမ်လုံးကလေးတွေပဲမဟုတ်လား အဲ့ကလေးတွေပဲဆောင်တာဟေးအဲ့ကလေးတွေပဲဆောင်တာတယောက်ကလုံးမြည်ပဲကြံတယ်ပုတ်တက်ဟာဆိုပုတ်နေတော့နေကြာလာပြီ မရလဲ ရဲလည်းလုံးနေခမင်္ဂလာဆောင်တော့ကူဖို့ပြင်း တော့ချင်မမွေရလဲ သွားခြင်းမကူခြင်းညီတီလာရှင်ဝေးလိုက်နေတကယ်တည်းကျုပ်တို့ရဲ့ဒီချိန်ညီရှိနေရပြီအော်ကတော့လူသမီးမွေးထားမှာ သမီးဘယ်သွားမလို့တော့ ဘယ်အိမ်ကမင်္ဂလာဆောင်တွားကူတဲ့အမေကလှုပ်လို့ပေး ညီမရမလိုက်ဘူးလား လိုက်ကူတယ်တမီးကမတွားချင်ဘူးအဲ့အမေ ဟာအမေကြီးကတော့ကွာကလေးကိုတယောက်တည်းအဲ့လိုဟိုဒီလွတ်တာစိတ်မချပါဘူးလို့အတန်တန်ပြောထားရတဲ့နဲ့ကို ဘာကလေးတော့ရှင်အဲ့လိုလုပ်နေလို့ရှင်တမီးခုချိန်ထိလင်မရနေတာသွားကြည့်လေ ဟုတ်ဟုတ် မြင် ဒီယူဆိုင်ကောင်းတော့သမီး နေရာတကာကိုပါတယ် ပြိုးရုပ်ပြန်လာပါပြီတော့နန်းပြူ ဟုတ်ပါဘူးအေးအိမ်မှာလှုပ်ရှားကြိုက်တာလေးတွေညားနေလို့ပါအေး သူကတော့သူမြပွဲတယ်မမိုးပွဲကိုဖူလုပ်ပေးချင်တာဟေးလောက်ကန်ပေးချင်တာ မလေးညီတို့ကလည်းနော်လူကမရောက်သေးဘူးပြောမယ်ဆိုကြပဲအပူမရှာခြင်းလို့အပြိုကြီးလုံနေတာလင်ညာအခုယူခုရပါဟဲ့ပြောမယ်ဘလို့သားကတိတ်တရားတင်တော့တော့ဟုတ်လား အဲ့ဒါဟန်ပြပြီးကြပြန်ယူသွားမှာလေမမြင့်တို့ကလောက်ဆက်ကြည့်ပါအေးညီတို့ကလည်း အကြောင်းလည်းမသိတာကြားလဲနော်အမလေးမင်္ဂလာဆောင်ဖို့ရေးအလုပ်ကိုရှောက်နေရနော် မဲအဲ့လိုဆိုညီကလည်းမြူတော့ပေါ့ ဟုတ်တာမယူခြင်းလို့အပြိုကြီးလုံနေတာလို့ယောက်ျားတွေစိတ်ကိုမဝင်ဟဲ့ဟိုကောင်လေးကဘယ်ကတော့တို့ရပေါ်တွေ့ဘူးပါ ခုမှအစ်ပြောင်းလာလေမမြင့်တို့မျိုးတဲ့တို့သားဘက်ကလေ ဟလာ ရှင်တော့ကတော့ရက်ွက်တယ်နေဘူးရဲ့ ဟလာချောချောလေးတော့တောက်ပြနေနော်ချောမှာပေါ့ဘန်မှာလောက်တာလေဟလာဘယ်ဘန်နဲ့တော့ဟဲ့မရှိရှိရတဲ့ရောင်းပြီးကိုပတ်စံတော့အောင်မလာနေဟာနေနော်ဒါနေ ဟာအမတို့လောက်ပူရမောင်းနေတိုင်းလားဗျာ မောပြေးလိုက်ပါမောင်လေးအော်မမောမောင်လေးသိတယ်မောင်လေးကိုမတို့က ဒါဆိုအမတို့မောပြီတော့လို့ကျွန်တော်ကသတင်းကျွတ်မုံလေးပေးချင်လို့ မဟုတ်တာပေးမပေးမတို့ကပေးရမှာပေါ့ ရပါတယ်မရဲ့ဒါနဲ့မ တော့ရှစ်ချက်တောင်ရတာတော့ဟဲ9500ရတော့ဟိုကလေမတော့1500ပေးလိုက်တာအဲ့လိုလား မုံလေးကကျတော့အတိအကျသတ်မှတ်ပေးထားမှာမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်အများများရရှိလို့ရဆိုတော့အားလုံးရင်ခုန်စရာကောင်းပြီးပျော်စရာကောင်းတော့ပေါ့ မတော့ရင်ခုန်နေမတော့ရင်ခုန်နေသမီးဘယ်ရှိပြီတော့ပြန်မယ်လေမိုးချုံနေပြီ ဟုတ်ဖေဟုတ် အေးလာလာလာ ကျူကြီးလေးမစကူရဲ့နဖူးပါလက်ကလေးတဲ့ ဟဲ့အိမ်ရှိကဘယ်သူရဲ့တော့ဘလို့ဘွေးကြီးရွက်ထားသလားလို့ညီအဲ့တိုင်တန်းပြေတော့ကြံ ဟမ်ကတော့ဘိုင်းနေဟုတ်လားမေဟဲ့မောင်လေးဒီချိန်ကစားဒုနီယောက်ဒီအမြဲတူနေရတော့မြည်ဘယ်ခါမခွဲရမြေတော့ဆွဲလာချစ်ကြမြည်ဒီချိန်ကစားဒုနီယောက်ဒီသစ္စာဆိုကြည်ပြူမြည်အချိန်ကြီး အနီမော ဟမ် အနီမောရနေလေတွေ့တော့လေရင်းနေမြင်မှုရတယ်လို့အောင်းမေ့နေတာတားလေမမှတ်မိဘူးလား ဟဲ့ဘယ်သူကြီးတော့ ဟာအနီမောကလည်းအနောက်ရပြောင်းသွားတယ်ဒေါ်ဆန်းရဲ့တားလေ အော်အေးနေတော့တော့ဒီလောက်အရွယ်ရောက်သွားပြီလား ဟုတ်တယ်အမေကနင်းဟိုတဲ့ဟိုးငယ်ငယ်လေးကထိန်းလိုက်အနီမောသွားကြောက်လိုက်အောင်ဆိုတော့လာကြောက်လားကြီးကြီးတို့ဘဘတို့တော့ ရပါတယ်နင်းကြီးကြီးနဲ့ဘဘသာကတော့လိုက်အနီမောမလိုဘူးရဲ့မကတော့နဲ့ရတယ် မဟုတ်တာအနီမောလည်းကြောက်ခံမဲ့ရောက်နေပဲဟာ အေးရောက်နေလား